ငွေဒီလိုမျိုးလေးအများကြီးရောင်းပြီးရနော်ဒီလားဒီလိုလက်ပတ်တွေလေသူဆိုရင်ဒါဆိုရင်အခြေကြီးကောင်းလို့ကွာဒါလေးဆိုရင်ပေါ့နော်ဒါလေးဆိုရင်ကျမ်းမာကြီးကောင်းပြီးတော့ဒါလေးက Saint Jasper လို့ခေါ်တယ်နော်ဒါလေးကကြတော့လေကျမ်းမာကြီးကောင်းအောင်ဆိုပြီးတော့ဒါလေးက Grey Agate ပါအဲ့လိုလေးရှင်းမယ်ဒါလေးဆိုရင်လည်းဒါလေးဆိုရင် free night လေနော်ဒါလေးဆိုရင် free night လေးပါဒါလေးဆိုရင်ပတ်စံနေဝင်အောင်လို့ဆိုပြီးတော့ဒါလည်း jade တစ်မျိုးအမျိုးစားပဲနော်ဒါလေးဆိုရင်အောင်မြင်မှုတွေကိုပေးအောင်လို့ဆိုပြီးတော့ဒါလေးက ruby society လေးပါဒါလေးဆိုရင် ruby society red ruby society လေးပါအဲ့လိုလေးတွေလည်းအများကြီးဖြစ်ဒါလေးဆိုရင် western ခေါင်းလို့ဆိုပြီးတော့ဘာလဲ chloride အဲ့လေးပါဒါလည်းဒါလေးဆို more against နော်အဲ့လေးဖြစ်နေဒါလေးဆိုရင်အခြေခံကောင်းလို့ဒါလေးဆို rose quartz လေးအဲ့လိုလေးရှိတယ်ဒါလေးဆိုရင် creativity ကောင်းလို့ဆိုတော့ဒါလေးဆိုရင်chrysocolla လေးနော်ဒါလေးရှိမယ်ငွေအများကြီးလို့ပြထားပါရဲ့ရှင်ဒီမှာဆိုရင်အများကြီးရှိပါတယ်နော်ဒါလေးဆိုရင် focus အားကောင်းအောင်လို့ hammer ဒါလေးဆို focus အားကောင်းအောင်လို့ဒါလေးက hammer dice လေးနော် hammer dice လေးပါဒါလေးဆိုရင် lucky ကောင်းအောင်လို့ဆိုပြီးတော့ဒါလေးက jasper လေးပါနော် lucky ကောင်းအောင်လို့အဲ့လိုလေးရှိပါမယ်ရှင် lucky ကောင်းအောင်ဒါလေးဆိုရင် focus ကောင်းအောင်လို့ဆိုပြီးတော့ဒါလေးဆိုရင်ပတ်စံလေးဝင်အောင်လို့ဆိုပြီးဒါလေးက gold stone လေးနော် gold stone လေးအဲ့လိုလေးရှိပါမယ်ရှင်အများကြီးရှိပါမယ်နော်အများကြီးရှိပါမယ်ရှင်ဒါလေးအခြေခံကောင်းလို့ဆိုဒါ strawberry quartz လေးပါတဘာဝကြောက်စစ်စစ်လေးပါနော်ဒါလေးဆိုရင် protection အားကောင်းအောင်လို့ဆိုပြီးတော့ turquoise လေးပါဒါလေးက mist stone လေးပါနော် combination လုပ်ထားပေးရပါဒါလေးဆိုရင် malachite ပါမယ်နော်အများကြီးပေါ့နော်ဒါကြောက်မျိုးစုံပါမယ်ဒီလိုလေးလည်းရှိရနော်ဒါလေးဆိုလဲကန်ဘာဘာ jasper ဆိုကန်ဘာဘာ jasper လေးလည်းအရင်လာကျမ်းမာရေးကောင်းလို့ဒါလေးဆိုရင် business account လို့ဆိုပြီးတော့ဒါက malachite ပါ malachite ကတကယ်ကိုစီးပွားတိုးရသေးတာ malachite ဆောင်ရင်တကယ်စီးပွားတိုးပါတယ်ဒါလည်းစီးပွားရေးကောင်းအောင်လို့ဆိုပြီးတော့ဒါ ruby society လေးပါနော်ဒါလည်း ruby society လေးပါ ruby လေးပါနေရနော်သူ crystal found အရင်လာ ruby society ဒါလည်းလေ ruby society လည်းအရင်လာတယ်အဲ့ဒါလေးရှိမယ်နော်ဒါတအားလာပါတယ်ဒါလေး